ယူရီးယားကြောလေးကြော်မယ်နော်ကလေးလူကြီးအကုန်ကြိုက်ပါတယ်ချက်ဖတ်စော်လေးနဲ့တူစားတာစားလို့ကောင်းတာလေကြောလေးကိုလေရနေပြီးတော့တီတီလေးတုံးထားပါတယ်ပြီးတော့ဟင်းညမုံထဲမယ်ကြက်သားမုံထဲမယ်စီမွေးထဲမယ်နောက်နှမ်းလေးထဲမယ်ပေါ့နှမ်းလော်ပေါ့နောက်ပဲငံပြားကြီးလေးထဲမယ်ပဲငံပြားမေကောင်းလေးလေးထဲမယ်အလီကိုနှမ်းအောင်နေမယ်နှမ်းအောင်ရတာဝင်နေအောင်နေမယ်နေပြီးတော့တံမွေလေးထဲမယ်တံမွေလေးထဲပြီးတော့တံမွေနဲ့နေတမောင်စီးလောင်မွေးမယ်စီးလောင်မွေးမယ်ပြီးတော့တခုချင်းစီတေဦးစီဘူးလေးတွေကိုထဲမယ်ခြားကနေရငုံတီ6တောင်းလေးထဲမယ်ငုံတီ6တောင်းလေးထဲပြီးမှချပြီးဆိုမှပြေတော့တဲ့လေးထဲဝေးပြီးတော့ဆောက်လို့ကောင်းတဲ့ကြောလေးရပါတယ်ခင်ဗျဒီကတော့ချက်ဖတ်စော်လေးနဲ့ပူလိုက်တာပေါ့နော်ဒါယူရီးယားကြောလေးပါဒါကျွန်တော်လုပ်တဲ့ပုံစံလေးပေါ့နော်ကျွန်တော်ယူရီးယားမှာနေတာပဲတော့ကျွန်တော်လုပ်တဲ့ပုံစံလေးပါကျွဲလေးနဲ့အထဲထဲကဒူးစစ်လေးရတောက်နဲ့ကြောလေးရတောက်ရမ်းစားလို့လည်းကောင်းပါတယ်ခင်ဗျကြောလေးပါစားကြပါဦး